ချစ်တော်ဓမ္မမိတ်ဆွေဘုရားကြောင့်လာရမလားမလာရဘူးလားတကြံတန်တက်ရမလားမတက်ရဘူးလားမတက်တော့ဘူးကွာတက်လိုက်မယ်ကွာမတက်တော့ဘူးကွာဘာဖြစ်ရောက်လာတယ်ဘုရားကောင်းကြီးပေးပါစေဟာလေလုယာဘုရားကိုဦးစားပေးလို့ဆုံးရှုံးတဲ့လူတစ်ခါမှမတွေ့သေးဘူးအာမင်ဟာလေလုယာဟာလေလုယာဘုရားကိုဦးစားပေးလို့ဘယ်တော့မှမဆုံးရှုံးဘူးဘုရားကိုဦးစားပေးလို့ဘယ်တော့မှမျက်နှာမငယ်ရဘူးဘုရားကိုဦးစားပေးတယ်လို့ဘယ်တော့မှအမီးမှမနေရဘူးကောင်းမှနေရတယ်လက်ခုပ်တီးပါဦးဘုရားနာမပုံကြည့်ပါဟာလေလုယာဟာလေလုယာဟာလေလုယာဒီမိုကရေစီဟာအဖြေမဟုတ်ဘူးကျမ်းစာဘုရားသခင်နှုတ်ကပတ်တော်တာအဖြေဖြစ်တယ်ဟာလေလုယာနံပါတ်1ပါလေမင်္ဂလိနံပါတ်3ပါလေတိရစ္ဆာန်อุ้ยပေါင်ထွိก็ท้องကြပါနိုင်ငံခြားမှာခွေးကကော်ဖီပုံမှန်တောက်အစားအစာပုံမှန်စားတယ်ဆေးကုရင်လူထက်ပိုပြီးပတ်စံပေးမြန်မာတယောက်ကဘာပြောလဲမြန်မာပြည်မှာလူဖြစ်တာတဲ့နိုင်ငံခြားမှာတိရစ္ဆာန်ဖြစ်ရင်ကောင်းမယ်နံပါတ်1ကကလေးနံပါတ်2ကမင်္ဂလိမိမနံပါတ်3ကတိရစ္ဆာန်နံပါတ်4မာမယောက်ျားနောက်ဆုံးဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေဘုရားသခင်ကတော့တင့်ကိုနံပါတ်1မှာအမြဲတမ်းထားတယ်အာမင်ကျွန်တော်ဆရာတယောက်ပြောအယံခွန်ရရွှေဒီငွေဒီစီးစိမ်ဒီတိုက်သားဒီနောက်ဆုံးပေါ်ကားဒီဘတ်ဒီဒေါ်လာတွေအများကြီးပုံထားပြီးမိတ်ဆွေအလေမှာရက်လိုက်ယေရှုကိုရွေးခိုင်းရင်ဘာရွေးမလဲဒေါ်လာရွေးမလားတိုက်သားဒီရွေးမလားဒေါ်လာဒီရွေးမလားယေရှုရွေးခိုင်းရင်ဘာရွေးမလဲတိုက်သားစီစိန်ရွှေငွေပကာသနာတွေအကုန်လုံးပြည့်စုံစွာထားပြီးမိတ်ဆွေအလယ်မှာရက်လိုက်ယေရှုရွေးခိုင်းရင်ဘာရွေးမလဲဘာရွေးမထင်လဲမိတ်ဆွေကိုပဲရွေးမှာဘလောက်ပဲဆင်းရဲဘလောက်ပဲအင်္ဂါချို့တဲ့ယေရှုရွေးမယ်ဆိုရင်မိတ်ဆွေကိုပဲရွေးမှာယေရှုရဲ့နှလုံးသားမှာတင်တာလင်အဓိကအာမင်ဒါကြောင့်ယုံကြည်သူဒီဘုရားသခင်ရဲ့မျက်စံတော်ဖြစ်တယ်အာမင်ဟာလေလုယာဘုရားရှင်အတွက်နံပါတ်1ဦးစားပေးသောအရာဟာပါလေတင်ကိုယ်တိုင်ပဲအာမင်ဟာလေလုယာဘုရားရှင်ကတင်ကိုနံပါတ်1မှာထားတော့တင်ကဘုသူ့ကိုဦးစားပေးပြီးနံပါတ်1မှာထားမလဲဘုရားပဲဖြစ်ပါစေဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုအင်္ဂလိပ်မှာကျတော့ his righteousnessကျွန်တော်တို့မှမဖြောင့်မတ်ဘူးကျွန်တော်မှဖြောင့်မတ်ခြင်းမရှိဘူးသူ့ရဲ့ဖြောင့်မတ်ခြင်းကိုရှေ့ဦးစွာရှာပါအာမင်ယေရှုအဖင်ကျွန်တော်ဖြောင့်မတ်တာတန်ရှင်းတာဖြူစင်တာအာမင်ဒါကြောင့်ဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာပါညံပြောမယ်ဆိုရင်နောအေအရာအလုံးထက်ဘုရားကိုဦးစားပေးတော့နောအေဖြစ်တယ်တလောကလုံးပါပြီးဖြစ်နေပါစေခொနည်းကဖတ်ပြီးလူဒီမလိုပဲရှိနေပါစေနောအေကနံပါတ်1ဘုရားစကားကိုနားထောင်ဟာလေလုယာတင်မောဆောက်တာဘယ်နှစ်ကြာလဲတင်တမ်းမလေးပြောပြီးပြန်မေ့သလားနောအေတင်မောဆောက်တာဘယ်နှစ်ကြာလဲ120ကဘာကြီးရေလွှမ်းမိုးတော်မယ်ဘာဖြစ်တင်မောဆောက်ကြပါအော်နေမှာပဲပြောနေမှာပဲကြော်ညာမှာပဲကြားခါစမှကြတော့ဟာရေလွှမ်းမှုတော့မယ်မိုးရွာတော့မယ်ဆောက်ကြဟိပြောရင်ပြောမှာတစ်နေ့နှစ်နေ့သုံးနေ့10နှစ်လောက်ကြာနော်အေးယူနေပြီနှစ်20ယူနေပြီနှစ်50နှစ်100ဘုရားစကားဟာပြောပြီးပြီဆိုရင်အချိန်တိုင်းမပြည့်စုံမေးမနေဘူးအာမင်ဘုရားပြောရင်ပြောတဲ့အတိုင်းဖြစ်တယ်ဆိုတာနော်အေးယုံတဲ့အတွက်ကြောင့်နောရဲ့ယုံကြည်ခြင်းနဲ့တင်မောကိုဆောက်တာဖြစ်တယ်။ဒါကြောင့်မို့ချစ်တော်ဓမ္မမိတ်ဆွေဖျားစကားကိုတွေမသိနားထောင်ပြီးတော့မှအရာအလုံးထက်ဖ
Fayago usa bere no e mitasu shiyao ne Tare sandiga looking kuyari. Piana matai bungji basi. Hallelujah. Lube niao le shiyao be lude. Tare sanjaro timbo akibe. Chano senza chide. Lugado shiyao be shibro ma tare sangado timbo akisuro. Tare sanbe Timo api theda po kaung bare saka na ma taung ne akhan ne mana ji de lu ri do ye paw ma myaw ba se so de thabo mya la lu Tarisan ni be lung chung mu shi da no lu ga shi yaw the be a chaung chan sa ka pyo de oh sai yat di sa kale di Tarisan ni aing moi Tarisan ni taung ma aing pyan la chain ti de nga lu ri ga nga ye myit ta ko na ma le cha bu Chinda chimma shire O thang hing nang he ko paglaray Ram salong pateng say kung aming Ram salong pateng say kung aming dita Thang hing lo nga patien ming kay no Paisay may la Calvary tesen Namyo siya kaw ne Grani po ka sisin la de Nita Tati atwero Namyo siya bi Dine chito de mami sui Say di ti tu di do aing pian chain ti de. Di ne phaya ko usa ma pe do bu. Ngwe be usa pe de. A lou be usa pe de. Loka aya be usa pe. Ma lou ne ma lou ya ma be. A lou ji be lou phaya ko me de do ma hout ba. Da me a lou yin ne phaya ko usa pe bu phaya shin ngoi pe ba se. Hallelujah. The name of the Piazza Matuana in Doma, a low tema, cheap one, and a low night book passing on Bibasi. Hallelujah. Miss we have what the Piago below Usa Pedles to the Tapo Mamuti. Amen. Hallelujah. I don't chip to the Mamis. Dilu Piolo Piajon, my Pimani Layame, a low Takia Miss Ramo, Korean and Mali. Satao sai mayo, sabinya sai mayo, be sai ma be yung ji du di ka lou de akha ma chi mwa yin ne sabinya de chi mwa yin ne a lou lou de chi mwa yin ne lou de akha ma a lou yong a long ma chi mwan tan di ja ya pi do ma a lou yong tai ma su taung ja de akha ma a lo lo no tha mu phit de Amen Di ne chit taw de ma mai sui Song phit yaw Phaya ko adika usa pi do me Abraham Phaya ko number 1 thare usa pe atat 100 shi ma Sara ka atat 90 shi ma ta yare tu ane ne so ma ya nai do Sara ko ji le kle mwe me yau ma paw do Abraham le ubi Sara le ubi Manji le paga. Dabne chitore mami sui. Phaya shi ha ma phit nai ne aya ko phit se do phaya phit de. Amen. Sia tyaw pyo de. Sara ma problem na khu shi de. Number 1 du ka myong ne de. Kali mi ya. Number 2 atat ji de. Blo ma phit nai do. ဒါပေမဲ့ဖျားရှင်ကပြောတယ်တစ်ကိုယ်လေးကမွေးတဲ့ကလေးအဖြစ်အမွေခံရမယ်မိတ်ဆွေရဲ့အခြေအနေကိုကြည့်ပြီးစိတ်ဓာတ်မကြပါနဲ့ငါတော့သွားပြီငါတော့မဖြစ်တော့ဘူးငါတက်မှအိမ်ထောင်များကြအောင်လားမစိုးရိမ်နဲ့အာမင်နောက်ဆုံးမှအကောင်းဆုံးရတတ်တယ်ဖြာနာမဘုန်းကြီးပါစေအာမင်ဟာလေလုယာဖျားကိုပဲဦးစားပေးဖျားကိုပဲနံပါတ်1မှာထားဖျားကိုပဲဦးထိတ်ထားဘာဖြစ်တနစ်မရနှစ်နှစ်မရ10နှစ်မရနှစ်20လောက်မရတော့ကိုအာဗြဟံရေမဖြစ်တော့ဘူးထင်တယ်ဖခင်ကတော့ပြောတာတော့ဟုတ်ပါရဲ့ဒါမမေလေးကျမကိုလေးကြည်လေးမဖြစ်တော့ဘူးလေဘာဖြစ်ငါကျမဟာခရနေပဲအိတ်လိုက်ရင်မကောင်းဘူးလားငါဒူးပေါ်မှာကလေးမွေးရင်ဒါလေးနှင့်ကလေးပဲလေဒါလေးဟုတ်သားပြီနော်ဆိုပြီးတော့မှဂတိတော်ပြည့်စုံဖို့နှစ်20ကျော်စောင့်ရတယ်
ဘုရားသခင်ဟာဘယ်တော့မှမစိုးလို့ဘူးဘုရားသခင်ဘယ်တော့မှနောက်မကြောက်အာမင်ဟာလေလုယာဆာရာစကားနားထောင်ပြီးဣရှမဲလ်ယူမိတော့ဒုက္ခရောက်လားရောက်တယ်ဖြက်လန်းနေနဲ့အလုံးမလုံးတဲ့ဘုရားအာမင်ဒါမဲ့အချိန်တန်တဲ့အခါမှာဆာရာလေးကလေးလွေရတာပဲအာမင်ဟာလေလုယာရဟောရပါအောင်မလားကျွန်တော်စီမကျမစီမပေါ်ကောပေါ်လာအောင်မလားဆိုတဲ့အစ်စ်အာမင်ဟာလေလုယာဟာလေလုယာကလေးချော့တဲ့ချင်းနဲ့တကယ်အာဗြဟံတို့စနီးမောင်နာအရွယ်ရောက်ခါစားချစ်စရာအကောင်းဆုံးအရွယ်လေးမှာဘုရားသခင်အာဗြဟံဟာဘာတမ်းများလေထူးဆန်းလာကြည့်လားဒီအချစ်ဆုံးသောသားတယောက်သေးသောသားအားဖြင့်မင်းငါ့ကိုရစ်ပူဆောင်ရမယ်အဲ့ဒီအတန်ကမလွယ်ဘူးနော်ဣရှမဲလ်လူပါဆိုရင်တော်သေးတယ်အသားမေးတာနဲ့အင်္ဂါတစ်ခုခုဆိုရင်တော်သေးတယ်ကျွန်တော်တို့ဆိုရင်ဘာပြောမလဲဖွာဟိလွေးပါစေဘုရားတန်မဖြစ်ပါစေဒါပေမဲ့ဟုတ်တယ်တိချတယ်ဘုရားတန်မေအာဗြဟံတင်းအသက်ကြီးမှရတဲ့သားတင်းအလွန်ချစ်တော်သားတင်းမတူတီတော်သားဘုရားလေးတည်နေတယ်နော်တင်းအချစ်ဆုံးကပါလေချစ်တော်မမိတ်ဆွေအခုတင်းချစ်နေတာပါလေဖုံးလားမသိဘူးအဲ့ရင်တောင်မှဒီမှာအဲ့ရထချင်းဘာကွာရင်ကြိုင်လဲမှန်ကန်စွာဖြေတော့သူဖျားရှင်ကောင်းပြပါစေအဲ့ရထချင်းဟာလေလုယာဒါမှမဟုတ် Good morning Holy Spirit နိုးထနိုင်ဖို့ဖျားရှင်ကောင်းပြပါစေမျက်လုံးတော့မဖွင့်သေးဘူးဖုန်းပဲမှာဒါဒီအားလုံးရုပ်သိမ်းနေဖို့ဖျားရှင်ကောင်းပြပါစေအာမင်ဟာလေလုယာချစ်တော်ဓမ္မမိတ်ဆွေဘုရားရှင်ကကျွန်တော်ပြောတာတဲ့မိတ်ဆွေကိုစကားပြောပါစေတင်ပါဦးစားပေးတယ်လေဆိုတဲ့အတိုင်းတင်ဖြစ်လာမယ်အာမင်ဟာလေလုယာအိုးဒီတန်ကတော့ကျွန်တော်ထင်တယ်အာဗြဟံအယံနှလုံးသားထဲမှာခံစားတယ်ချင်းခွင်လို့ချိန်ကြည့်နေထင်တယ်အိုးဣဆတ်ရေအယံဣဆတ်ဆိုတာအပြုံမောင်ပြုံးပေါ့နော်သူမွေးတော့ပြုံးရတယ်လေအနှစ်တရာမှပြုံးရတာအဲ့ဒီချိန်မှာလေဟိုဣရှမဲလ်လည်းမရှိတော့ဘူးမောင်းထုတ်လိုက်ပြီသူတခင်မဆာရာကိုဟာဂရကမထီမဲ့မပြူတော့မောင်းထုတ်လိုက်ပြီဣဆက်မေးကြံလာဣဆက်ကိုအခုဘုရားကတောင်းတော့ဣဆက်ကိုဦးစားပေးမလားဘုရားတန်ဦးစားပေးမလားငါသားကိုပဲဦးစားပေးဘာဖြစ်ဒါကတော့ဝိညာဉ်ဆိုးတန်ဖြစ်ပါစေပြောရင်ပြောမှာဘာဖြစ်ဘုရားအတန်ပဲဘုရားကိုဦးစားပေးရမလားဣဆက်ကိုဦးစားပေးရမလားဘုရားကိုဦးစားပေးရမလားချီတုံချတုံဖြစ်မှတေးထားတယ်ကျမ်းစာမှာမပါဘူးထိုက်တိုးအခန်းကြီး9ပြောချင်တာကထိုက်တိုးပြောတယ်ဆိုတာဖြစ်ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေဘုရားကြောင့်လာရမလားမလာရဘူးလားတကြံတန်တက်ရမလားမတက်ရဘူးလားမတက်တော့ဘူးကွာတက်လိုက်မယ်ကွာမတက်တော့ဘူးကွာဘာဖြစ်ရောက်လာတယ်ဘုရားကောင်းကြီးပေးပါစေဟာလေလုယာဘုရားကိုဦးစားပေးလို့ဆုံးရှုံးတဲ့လူတစ်ခါမှမတွေ့သေးဘူးအာမင်ဟာလေလုယာဟာလေလုယာဘုရားကိုဦးစားပေးလို့ဘယ်တော့မှမဆုံးရှုံးဘူးဘုရားကိုဦးစားပေးလို့ဘယ်တော့မှမျက်နှာမငယ်ရဘူးဘုရားကိုဦးစားပေးလို့ဘယ်တော့မှအမီးမှမနေရဘူးကောင်းမှနေရတယ်လက်ခုပ်တီးပါဦးဘုရားနာမပိတ်ပြီးပါဟာလေလုယာဟာလေလုယာဟာလေလုယာဘာရဘကဟိုနေ့ကဘု து ကိုဦးစားပေးလဲသူ့နေရာမှာတည်သွားပြီဆိုတော့တွေ့ပြေးနေရင်ဘု து နဲ့တွေ့လဲဘု து နဲ့တွေ့လဲဟာပြောလိုက်တာလက်တွေ့ပြီးသွားလားမသွားဘူးနင့်ချက်ပူရေးကြည့်တယ်လို့ရှိသေးတယ်ဆိုတော့တခါတည်းဖန်နခင်တည်စိတ်တာဗမာလိုမရှိလို့ချင်းလို့ပြောတယ်ဗမာလိုဖန်နခင်ဆိုလို့ပြောမှာပချန်ဥစားပေးคำကရကำบันนังอมสักที่พันนคิงแทมแบบเทนလို့เทนနောက်ဆုတ်စေတဲ့အရာအာနတာဖြစ်စေတဲ့အရာစနိုးစနောင်ဖြစ်စေတဲ့အရာအားလုံးကျွန်တော်တို့အဲ့ဒါတွေအားလုံးကိုဆွတ်လွတ်နိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ဟာလေလုယာဟာလေလုယာ
ဖခင်နဲ့ပတ်သက်လိုက်ရီးစားလေးအရေးမကြီးဘူးအမေလေးအရေးမကြီးဘူးအဖေလေးအရေးမကြီးသေးဘူးနံပါတ်1ကဖခင်ပဲနံပါတ်1နေရာမှာဘာဦးစားပေးမလဲအကျဉ်သူဒီငါ့ကိုချစ်တီချက်မိဘကိုတာ၍ချစ်တယ်လောကကိုတာ၍ချစ်တယ်မပါပေမဲ့ပြောမယ်ဆိုရီးစားကိုတာ၍ချစ်တယ်ရွှေငွေကိုတာ၍ချစ်တယ်ဆိုရင်ငါနဲ့မထိုက်တန်ဘူးလို့ယေရှုပြောတယ်အာမင်ဟာလေလုယာဘုရားနာမသား၍ဘုန်းကြီးပါစေဘာပဲဖြစ်ဖြစ်အာဗြဟံနှလုံးသားချင်းခွင်သေးမှာဖခင်ကအလေးတာသွားတယ်ငါသားရေဟုတ်ကဲ့ဘယ်လဲအဖေမော်ရအတောင်မှာရစ်ပူစော်သွားရအောင်ဟုတ်ကဲ့အဖေအာမင်သူရှုမဲ့ထင်းကိုဣဇက်ကထမ်းနေတယ်ယေရှုကိုပုံဆောင်တယ်သူအသေးခံမဲ့55ပိတ်တာလေးတဲ့လက်ဝါးကားတဲ့ကိုထမ်းရင်းနဲ့တန်ရာပေါင်းများစွာနဲ့အဖြစ်ကိုမြင်အောင်ကြည့်ပါဆရာကြီးတစ်ပါးကပြောတယ် no cross no crown ကားတိုင်းမထမ်းမဲ့နဲ့တရဖူဆောင်လို့မရဘူးအဲ့ဒီတထေးကမလွတ်ပေမဲ့အပြစ်ဖြစ်တထေးနဲ့အကျင့်အနေပြောပြီးလာတဲ့လူလည်းရှိတယ်ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ဘသူတာတာဖျားခေါ်ရင်တွားမှာကျွန်တော်မှုတော့ဆောင်တော့မယ်အမေရေမရတော့ဘူးအမေကဘာပြောလဲသားရေသားအကြီးဆုံးပဲမင်းကျန်းစာကြောင်းတက်လိုက်ရင်ညီလေးတွေဘသူကြည့်မလဲမင်းလက်စာနဲ့ထောက်ပတ်နေတာအယောင်ဝနေတယ်အမေတန်ကြတော့တစ်ဖက်ကလည်းဖျားခေါ်တန်ကြတယ်ထိုက်တို့ငါနောက်လိုက်မလားအမေပြောတာနားထောင်မလားအိမ်ကနေထွက်ခွာသွားတဲ့အခါအယောင်ဝနေတယ်။အိုးအလုပ်လေးထားခဲ့တယ်။ဝေထားတဲ့တနက်လေးထားခဲ့တယ်။ချောင်းခဏခဏငါးဖန်တဲ့ပိုက်လေးလေးထားခဲ့တယ်။လောကအရာလေးထားခဲ့တယ်။ဒီမှာရောက်တော့ကျတော့ညီကစာရေးတယ်။အကိုကြီးမရှိတော့ဘယ်သူမှမထောက်ပံ့တော့ဘူး။ကျောင်းရောက်ရင်စာအုပ်တွေအကုန်ဆိုတယ်။ဒီတက်လက်တော့မဝေနိုင်ဘူး။ကျွန်တော်ကျန်းစာကျောင်းတက်တော့မယ်၄ယောက်ရွေးထားတယ်ဆူတောင်းပေးနော်ဖိုခနောက်လိုပဲကျွန်တော်ကရှေ့ကအိုးအနေနဲ့ဆူပဲအောက်မှာခြေတော့အနေနဲ့ရက်တည်ပေးပါဆူတောင်းပေးကြပါတနေ့အတွင်းမှာပဲအရန်ဆူတောင်းအားတန်တဲ့ကျွန်တော် request လုပ်ထားတဲ့လူကကနန်းရှာရင်းနဲ့ကြောက်ပိသွားရောသူ့အမေနဲ့အမေကလည်းဆွေးထုတ်မနိုင်တော့ဟိုးအဝေးကြီးရွာသားကြီးခေါ်မှခြေတော့ကိုပြန်ဆွေးထုတ်ခြေတော့ကကြေသွားတာပေါ့အဲ့ဒါအတန်ဒီကြားတယ်ဝနေလိုက်တာကျွန်တော်ညီလေးတယောက်ဝမ်းယောဂနဲ့ဆုံးသွားပြန်ရောအခု2ယောက်တော့ကြံသေးတယ်ဘုရားတို့ခြေလမ်းမယ်ဆိုအခက်ခဲကြီးတော့ရှိမှာပဲဒါပေမဲ့အဆုံးထိလျှောက်တော်သူဟာဘုရားရှင်ကောင်းကြီးခံစားရတယ်အာမင်ဟာလေလုယာအာယေသင်လေးထားအောင်တော့အဖေမိခုမေးလိုက်တယ်သူလည်းခဏခဏရစ်ပူစော်ဖို့သွားတာကိုအဖေနောက်လိုက်တာကိုအဖေရဲ့ထင်းလေးပါတယ်မီးလေးပါတယ်ဓားလေးပါတယ်ရစ်ကောင်ဘယ်မှာလဲအာဗြဟံနှလုံးသားထဲမှာဓားထိုးသူလိုခံစားတာဖြစ်နေအိုးဖျားတာမပြောရင်တော့ငါသားလေးမေးရလိုက်တာကျွန်တော်တို့ဟေးအဲ့ဒါဒီကလေးတွေမမေးကောင်းဘူးမမေးနဲ့ပြောရင်ပြောမှာအာဗြဟံအယံတတိရှိတယ်နော်ဖြေတဲ့အဖြေကကျမ်းစာထဲမှာကဘာဦး20နှစ်တခြားပတ်ကြည့်လိုက်အာဗြဟံဘာဖြေတယ်အဲ့ဒီရစ်ကောင်ကိုဘုရားသခင်ကမိမိအတွက်ပြင်ဆင်လိမ့်မယ်ဟာလေလုယာဘုရားပြင်ဆင်လိမ့်မယ်ဒီလံကုန်မျောလင်းနေချိန်မမြင်နိုင်တော့သူနီလမ်းဖြင့်ကျွန်ုပ်အတွက်လမ်းပြင်ဆင်မူမီအာမင်အာမင်အာမင်လမ်းဆုံးနေသလားမိတ်ဆွေလမ်းပြောင်းနေသလားမိတ်ဆွေယေရှုကလမ်းဖြစ်တယ်အာမင်ဟာလေလုယာဟေးမမင်းနဲ့မပြောဘုရားသခင်ဟာရစ်ကောင်ကိုမိမိအတွက်ပြင်ဆင်လိမ့်မယ်အာမင်ဘုရားရှင်ကိုပဲအာယုံအပြည့်စူးစိုက်တယ်ဆိုတာအဲ့ဒီစကားလုံးအားဖြင့်သိတာတယ်အာမင်တောင်ပေါ်ရောက်ပြီထင်းနေခင်းနေပြီသူ့သားလည်း brother လက်လော်နောက်ရှိမှာဘာလို့လိုက်ပြီလဲချီနှောင်လိုက်ပြီအာဗြဟံကအသက်တရားတုံနေပြီကျွန်တော်ဆရာတယောက်ပြောတယ်လို့
Aya paja heshida chine thosi alem lobu. Walunga ashi sura. Tok anak pema tim gutpan. Swela da ne lema. Chinong biro ma tempo ma tin lai de kama. Isa malo le. Sonoru swin no malwe no. Apin no. When you are channel, let a pago to me. Among quarter on. Who tatin on Diane? To a pig who told me that she did. Amigo look up be that she. The lock lay marita, Tibao. Isaka tide, Gongon tide. A pay the caro mohodo. Nago di Luci Tarisolo. Yeshuku Bomsam. Long Bibi Mada told their come. Jampinya Shindiga. You change them who that on my the what yell maybe. They're piercing Abraham. Minga could number tip my tare. Usa Pedes on Hatide. Malone. No one matika, Luling matika. Now go late Tibao. Piashing through Tapa. Jippling the Mapian Singariga. Not my Piashinga. Tu tenge Yeshu tiu to yikao toma da kama mishiba joni de togo piashin ga pinsin bi ta phit da jaung taung paw ma phya kin pinsin lai me hallelujah di ne chit taw de ma miswi da jaung mlo de lauk thit min na thong le atwa jaung nga ha Abraham ye phya Isaac ye phya Yakob ye phya phit de lu bhe ro ma ma shet da jaung Isaac min kaung ji khan sa ya meဒီနေ့ပြောတယ်လို့ပဲဒီနေ့ချစ်တော်မိတ်ဆွေအာဗြဟံကဲ့သို့ဘုရားကိုနံပါတ်1ဦးစားပေးနိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ယောသက်ကလည်းဘုရားကိုဦးစားပေးတယ်ဟာလေလုယာပေါတိဖာအမျိုးသမီးတွေးဆောင်တဲ့အခါမှာလိုက်လျောလားအခါနှခါမဟုတ်ဘူးเนาะအမြဲတမ်းနေ့တိုင်းတွေးဆောင်တယ်လို့ပြောတယ်တချို့စင်ပါပြောမလဲဟာလေလုယာပြောမလားခဏတွေးဆောင်အော်တီဖာတကက်မရင်အောက်ကအမှုချမ်းဆိုတော့သူ့အမျိုးသမီးလည်းတော်ချောမှာနော်အလှလေးပြင်တတ်မှာကဲပဲတွေးဆောင်ဒါပေမဲ့ယောသတ်နှလုံးသားထဲမှာဘုရားဟာနံပါတ်1ပဲအာမင်ယောသတ်တလိုက်လျောလိုက်ရင်ဆရာတယောက်ပြောသလိုယောသတ်ဘဝကနန်းတော်မှာဝင်ကြီးမဖြစ်တော့ဘဲနဲ့ပေါတိဖာအမျိုးသမီးရဲ့ဒုတိယယောက်ျားနေကုန်းချုပ်သွားနိုင်တယ်။ဒါမဲ့ယောသတ်ဟာဖျားကိုကြောက်တယ်ဖျားကိုချစ်တယ်။လောကအရာထက်အပျော်ပါးသည့်ထက်ဖျားဟာနံပါတ်1။အာမင်။ဟာလေလုယာ။ဟာလေလုယာ။ဒီဟာဆိုင်တဲ့ဖျားကြောင့်ဘယ်ဟာရေးကြည့်လဲ။အာမင်။ဟာလေလုယာ။ဟာလေလုယာ။ပတ်စံရတဲ့အရာနဲ့ခါကြတော့လေအလုတ်ပိတ်ရက်မှာပတ်စံပိုရတယ်တတိကလည်းပိုပေးတာတနင်္ဂနွေနေ့မှာလစာပိုများတတ်တယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေနေ့တိုင်းရွေးချယ်ရမယ်ချစ်တော်ဓမ္မမိတ်ဆွေဒါပေမဲ့ယောသတ်ကတော့ဘုရားကိုဦးစားပေးတယ်ဘုရားနာမကိုကြည်ပါစေဒန်ယေလသူ့တငယ်ချင်းတိပိတာရုပ်တုကြည့်ကိုးကွယ်ပါမကိုးကွယ်မီးချေမယ်ဟာခဏလေးကိုးကွယ်လိုက်လေဘုံဒီဆိုင်နေမောင်းနေတီးနေပြီကိုးကွယ်လိုက်ဒါယေလအဖို့3ယောက်ရှာတဲ့မေရှေအဘေဒနီကိုကိုးကွယ်လားဘသူကိုစားပေးလဲငါတို့ဘယ်တော့မှမကိုးကွယ်ဖယားရှင်ကမီးတဲ့ကကဲတင်နိုင်တယ်မကဲတင်ရင်တောင်မှဒီရုပ်တုတော့ဘယ်တော့မှမကိုးကွယ်ဖယားကိုဦးစားပေးတယ်အာမင်ဟာလေလုယာကျွန်တော်လူငယ်များဒီခေတ်ဒီကမှာဘုရားကိုဦးစားပြီးဘုရားကချီးမြှောက်လိုက်မယ်လိုက်ဆိုပါဦးငါကိုချီးမြှောက်တော်သူကိုငါချီးမြှောက်မည်ငါကိုမချီးမြင့်ပြုတော်သူသည်ကောင်းတဲ့ရေပြက်လိုက်မည်ဒီနေ့လူငယ်ဒီအပြိုမဒီဘုရားကိုနံပါတ်1ဦးစားပေးနိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေမိထေတော်မယ်မီးရလဲခုနဆပြစ်ချတဲ့လူတောင်တည်သွားတယ်ဒါပေမဲ့မီးလောင်ရင်လဲလောင်ပါစေဒီဖျားတော့ဘယ်တော့မှမစွန့်အာမင်ဟာလေလုယာဟာလေလုယာ
ဟာလေလုယာဘသူမဆိုအသက်နဲ့ပတ်သက်လိုက်ခဏတော့စွန့်ပစ်မှာပဲမိသေးထိလိုက်တယ်လောင်လားမလောင်ဘူးလားလောင်လားမလောင်ဘူးလားတချို့ဒီကကြတော့ဖြေးတယ်လောင်ဘူးလောင်လားမလောင်ဘူးလားလောင်လေလောင်တယ်မလောင်လေမလောင်ချစ်တော်မမေဆွေလောင်တစ်တာလောင်သွားတယ်ဘာလောင်လဲမိသေးမထိခင်မှာတုတ်နောင်ချီနောင်ထားတယ်လေဘာလောင်သွားလဲကျိုးလောင်သွားတယ်အာမင်ဟာလေလုယာကျွန်တော်စဉ်းစားကြည့်တာကျမ်းစာမှာမပါဘူးမီးကထိလိုက်လောင်တာပဲထိလိုက်လောင်ဒီတစ်ခါမီးကအရန်ဒုက္ခတွေ့မှာပဲသူ့တငယ်ချင်းတွေလည်းမီးအချင်းချင်းစကားပြောဟဲ့ကောင်တတိနဲ့လောင်နော်ကျိုးပဲလောင်အသားမထိနဲ့နော်ဟုတ်တယ်လေကျိုးလောင်ပြီးအသားမထိအောင်လောင်နေအဝတ်လည်းမလောင်ဘူးစပင်တပင်တော့မမြိုက်ဘူးလို့ကျမ်းစာမှာပါတယ်ဖျားကိုဦးစားပေးတယ်လို့ဖျားရှင်ကစပင်တပင်တော့လောင်ခွင့်မပေးဘူးဟာလေလုယာကျွန်တော်တို့အားလုံးရဲ့စပင်ကိုတောင်ရေတွက်တဲ့ဖျားဘုန်းကြီးပါစေကျွန်တော်ဆိုရင်တစ်ခါအဖြူတစ်ပိုင်းအဝါရောင်တစ်ပိုင်းအမေးတစ်ပိုင်းဖျားရေတွက်တာလေတစ်ခါကျတော့ထိုက်သွေးရဲ့စပင်ကအဖြူဘလောက်အပင်ဘလောက်အဖြူဘလောက်အစိမ်းဘလောက်ဖြစ်မလားမသိဒီခေတ်မှာစပင်အများကြီးဆိုးကြတော့နော်အစိမ်းဘလောက်အဝါဘလောက်အမေးဘလောက်ပြောချင်တာကစပင်ကူတောင်ရေတွက်တဲ့ဂယုဆိုင်တဲ့ဖျားဘုန်းကြီးပါစေဟာလေလုယာဒါကြောင့်မလို့ဘယင်ကိုယ်တိုင်ကပဲမိသေးကပြန်ဆွေးထုတ်တယ်ဒါရင်လား3ရက်30အတွင်းမှာဆုမတောင်းနဲ့ဆုတောင်းတော့သူဒီဖျားကိုပဲတောင်းချင်းတဲ့တွင်သေးသေးမယ်ဒါရင်လားလေချင်းခွင်မှာချင်းနေမှာပဲဖျားကိုဦးစားပေးရမလားချင်းတဲ့တွင်သေးဝင်မလားဘာရွေးလိုက်ရဲဒါရင်လားဘာကိုရွေးလိုက်လဲမိတ်ဆွေကောဘာရွေးမလဲပိုဟတ်တောင်ကြောက်တာအိမ်မြောင်တောင်ကြောက်တီချင်းကိုမကြောက်ဘူးလို့ကြွေးကြော်တဲ့လူတယောက်ကကန်းနာမှာဟိုကြောက်ကဘာမှာခုံချမလို့တဲ့ကြေးရင်းနဲ့ကြောက်ကဘာမှာကြောက်တုံးလိမ့်လာတော့အမလေးတီရေးတဲ့လူကကြောက်တုံးလိမ့်လာတော့ပြန်ကြောက်တဲ့လူတွေရှိတယ်ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေဒံယေလကချင်းတဲ့တွင်တဲ့အထက်ခံတဲ့အထိဘုရားကိုဦးစားပေးတယ်အာမင်အဲ့လောက်ဘုရားကိုဦးစားပေးမှတော့ဘုရားကကယ်လားကယ်တယ်ချင်းတဲ့တွေလည်းအယံဆာလောင်စွာထားတာကြိုက်လို့ရလားမရဘူးဘာဖြစ်လို့ကြိုက်လို့မရတာလဲဘာလို့ကြိုက်လို့မရတာလဲဖျားကိုဦးစားပေးတဲ့လူတွေဖျားရှင်ကောင်းကင်တမန်တွေစေလွတ်ပေးတဲ့အတွက်ကြောင့်ချင်းတိတွေကြိုက်လို့မရဘူးအာမင်ဟာလေလုယာနောက်ဆုံးဘယင်ကြီးကသူ့ကိုပြန်ခေါ်ပြီးတော့မှဒံယေလကိုမတရားဖြစ်ပြုတဲ့သူနဲ့ပတ်သက်တဲ့သူတွေရောမိန်းမတွေရောကလေးတွေရောဆွေမျိုးလိုက်ချင်းတိတွင်တဲ့ချတဲ့အခါကြိုက်လားတချို့ချင်းတိဆိုတစ်ဖက်တော့မရလိုက်ဘူးဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေဘုရားကိုဦးစားပေးနိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေယောရှုကပါပြောလေငါနဲ့ငါမိသားစုချစ်တယ်ခြာရဘုရားကိုဒါဝတ်ပြုမယ်ဘသူပါပြီကိုဘသူပါဘနောက်ပဲလိုက်ငါနဲ့ငါမိသားစုချစ်တယ်ခြာရဘုရားကိုဒါဝတ်ပြုမယ်ယောရှု24အငယ်15ယောရှုကဘုရားကိုဦးစားပေးဉာဏ်နာမဘုံကြည်ပါစေယောဟန်တမန်တော်ယောဟန်စီပုပ္ပဆူတဲ့အဲမှာတော့သူ့ကိုချလိုက်တယ်ဘယ်တော့မှဖျားကိုမစွတ်ဘူးဟာလေလုယာအဲ့ဒါနဲ့ပတ်မှုကျုံကိုပို့ပလိုက်တယ်လူသူမရှိတဲ့နေရာအဲ့ဒီမှာဗျာဒိတ်ကျမ်းကိုရေးလိုက်တယ်ယောဟန်ကနောက်ဆုံးထွက်တဲ့အထိယေရှုကိုတစ္ဆာရှိပြီးဖျားကိုဦးစားပေးတယ်ပေတရုဖျားကိုဦးစားပေးတယ်ဟာလေလုယာဘယ်လောက်ထိဦးစားပေးတယ်လဲလူများကြီးတော့အသေးခံတယ်ငါကတော့ယေရှုအတွက်ပြောင်းပြန်အသေးခံမယ်အာမင်ဟာလေလုယာဒီနေ့ချစ်တော်ဓမ္မရှင်ပေါလုယေရှုကို
အသက်နဲ့အမျှချစ်တယ်တမန်တော်20အငယ်24တို့ရပြန်ဘုရားသခင်ယေရှုတော်နဲ့ရှင်တော်အိမ်လေးတရားကိုတက်တည်ခံစေခြင်းကသခင်ယေရှုလက်မှငါခံခဲ့ပြီးတော့ဓမ္မဆရာအမှုတည်ဟူသောငါဆောင်ရွက်ရသောအမှုကိုဝမ်းမြောက်စွာပြီးစီးစေမိအကြောင်းထိုညှင်းစေခြင်းအမှုတစုံတစ်ခုကိုမြငါဒီပမာဏမပြုကိုအသက်ကိုလည်းနှမျောခြင်းမရှိကိုအသက်ကိုလည်းမနှမျောဘူးတဲ့လိုက်ဆိုပါဦးထိုညှင်းစေခြင်းအမှုတစုံတစ်ခုကိုမြငါဒီပမာဏမပြုကိုအသက်ကိုလည်းနှမျောခြင်းမရှိယေရှုအတွက်ဆိုရင်အသက်တော့မနှမျောဘူးတဲ့ထိုကဲ့သို့ဝန်ခံနိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေအာမင်ဟာလေလုယာမိခါခန်းကြီး9အငယ်9မှာငါမူကားသာရဖျားကိုတာမျောလိမ့်မယ်အခုနတဲ့ချင်းတန်ကြရဲ့ဟာဘကုတ်စပစ်ချမ်းမစပစ်မရှိတော့တိုးချမ်းမတိုးကုန်သွားပြီနွားတင်းကုတ်မှလည်းနွားမရှိတော့အရာရာအလုံးပြောင်းသွားပြီဒီမောတဖန်ပင်လည်းမပွင့်တော့ဘူးစပစ်တီးလည်းမတီးတော့ဘူးတာလွန်ပြီးဂျေဇုလည်းမခံရတော့ဘူးမမျော်လင့်ရတော့ဘူးလေမှလည်းအတီးနာမတီးတော့တိုးချမ်းမတိုးကုန်ပြီနွားတင်းကုတ်မှလည်းပြောင်းနေပြီဘာမှမရှိတော့တို့တော်လေသာရဖျားနိုင်ငါဝမ်းမြောက်နေဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေဘုရားရှင်ကိုဒီနေ့ဦးစားပေးဖို့ဆုံးဖြတ်တော်နေ့ဖြစ်ပါစေအာမင်ဟာလေလုယာဒါကြောင့်ကျွန်တော်ဘုရားအသက်တာထဲမှာဘုရားရှင်ကိုပဲဦးစားပေးပြီးတော့မှဘုရားကိုပဲရွေးချယ်မယ်ဆိုရင်ဘုရားရှင်ကလည်းမိတ်ဆွေကိုတန်ဖိုးထားမှာဖြစ်တယ်ဒါကြောင့်အရာရာအားလုံးထက်အသက်ပေးနိုင်တာဘုရားပဲကျွန်တော်စဉ်းစားကြည့်တယ်ဓမ္မဟောင်းယုံကြည်သူတွေအားလုံးအခုနပြောတဲ့အရာအားလုံးယေရမိတို့ရောဟေရှာယတို့ရောဓမ္မဟောင်းယုံကြည်သူတွေအားလုံးကသူ့အသက်ထက်ဘုရားကိုပိုချစ်ကြတယ်။ပြန်ပြောမယ်ဓမ္မဟောင်းယုံကြည်သူတွေအားလုံးကသူ့အသက်ထက်ဘုရားကိုပိုချစ်ကြတယ်။ပေါလုတို့ရောပေတရုတို့ရောယေရှုခရစ်ကတော့သူ့အသက်ထက်ကျွန်တော်တို့ကိုပိုချစ်တယ်။အာမင်။ဟာလေလုယာ။မိတ်ဆွေကောဘသူကိုပို့ချစ်မလဲဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူတဲ့တန်